ကဘာကြီးရဲ့တမိုင်းကြောင့်မှာမျိုးတုံးပြောက်ကွယ်မှုကြီး9ကြိမ်ထွေးပွားခဲ့မှုပဲမယ်ဒီ Permian Triassic ထစ်စင်လောက်ပြင်းထန်ဆိုးရွားတာမျိုးတစ်ခါမှမရှိခဲ့ပါဘူးဒိုင်နိုဆောတွေကိုမျိုးတုံးစေခဲ့တဲ့ဂျိုးသိန်ဝင်တိုက်မှုထက်တောင်ပုံမိုကြောက်မဲ့ဖွယ်ကောင်းပြီးတက်ရှိအားလုံးနှီးပါးကိုမျိုးပြုတ်သွားစေခဲ့တဲ့ထစ်ရဆိုးကြီးပါဒါဆိုဘလောက်ထိဆိုးရွားခဲ့တယ်လဲဒီဖြစ်စဉ်တာတက်ရှိတွေကိုရွေးချယ်ပြီးတတ်ထက်ခဲ့တာမဟုတ်ပါဘူးကုန်းရေလေနေရာဒေသမရွေးတက်ရှိအားလုံးနှီးပါးတည်ဆုံးခဲ့ရပါတယ်ပင်လယ်တွင်းရှိတက်ရှိမျိုးစိတ်ပေါင်း96ရာခိုင်နှုန်းအထိမျိုးတုံးသွားခဲ့ပါတယ်ကုန်းတွေတက်ရှိများအနေနဲ့လည်းကြောရိုရှိတရဝါမျိုးစိတ်ပေါင်း90ရာခိုင်နှုန်းကျော်တည်ဆုံးခဲ့ရပါတယ်အဆိုးဆုံးကတော့ကမ္ဘာသမိုင်းမှာအင်းဆက်တွေပါအဆုလိုက်အပြုံလမျိုးတုံးကြရတဲ့တခုတည်းတော့ဖြစ်စင်ပါပဲဒီလောက်များပြားတဲ့အသက်တွေပျောက်ဆုံးသွားရတာဘာကြောင့်လဲတရားခံကဘာတူလဲသိပ္ပံပညာရှင်အများစုလက်ခံထားတဲ့အဓိကတရားခံကတော့ Siberian Traps ဆိုက်ဘေးရီးယားမီးတောင်ကြီးများပေါက်ကွဲမှုဖြစ်ပါတယ်ရုရှားနိုင်ငံဆိုက်ဘေးရီးယားဒေသမှာရှိတဲ့အေယာမမီးတောင်ကြီးတွေဟာနှစ်ပေါင်းထောင်ကြီးတောင်ကြီးပြီးဆက်တိုက်ပေါက်ကွဲခဲ့ကြပါတယ်ဒီပေါက်ကွဲမှုတွေကြောင့်ဘာတွေဆက်ဖြစ်လဲဆိုတော့နံပါတ်1မီးတောင်များမှာ CO2 တွေအစမတန်ထွက်လာပြီးကဘာကြီးကိုရုတ်တရက်အပူချိန်မြင့်တက်စေခဲ့တယ်နံပါတ်2ဆာလ်ဖာဓာတ်ငွေ့များကြောင့်အက်ဆစ်မိုးတွေရွာချပြီးကုန်းပေါ်ကအပင်တွေတက်ရှိတွေအကုန်သေဆုံးခဲ့ရပါတယ်နံပါတ်3ကတော့ပင်လယ်ရေထုအဆိပ်တိမ်ခြင်းပါကဘာကြီးပူလောင်မှုကြောင့်ပင်လယ်ရေအပူချိန်မြင့်တက်လာတဲ့ရေထဲမှာအောက်ဆီဂျင်ပျောက်ဆုံးပြီးအဆိပ်ငွေ့တွေထွက်လာတာကြောင့်ရေနေတရဝါတွေအဆုလိုက်အပြုံလာသေဆုံးခဲ့ရပါတယ်ဒီဖြစ်စဉ်ကြီးဖြစ်ပွားပြီးတဲ့နောက်ကဘာကြီးဟာတက်ရှိတွေနေထိုင်လို့မရနိုင်တော့အောင်ပျက်စီးသွားခဲ့ပြီးပြန်လည်သက်ဝင်လှုပ်ရှားလာဖို့နှစ်ပေါင်း10တန်းလောက်အချိန်ယူခဲ့ရပါတယ်ဒါပေမဲ့အဆိုးတွေကအကောင်းဆိုရမလားပါပဲဒီမျိုးတုံးမှုကြီးကရှေးအောင်တရဝါကြီးတွေကိုဖယ်ရှားပေးလိုက်တယ်လို့ဖြစ်သွားပြီးကမ္ဘာဇက်ခုံပေါ်ကိုဒိုင်နိုဆောတွေဝင်ရောက်လာနိုင်ဖို့လမ်းစာဖွင့်ပေးခဲ့ပါတယ်ပါမီယင်ခေတ်ကုံဆုံးပြီးနောက် Triassic ခေတ်မှာဒိုင်နိုဆောတွေစတင်ကြီးစိုးလာခဲ့တာဖြစ်ပါတယ်ညီကုန်းချိုအနေနဲ့ပြောရရင်တော့ The Great Dying ဟာတဘာဝတရားရဲ့ကြောက်မဲ့ဖွယ်အင်အားကိုပြသနေတဲ့တာတကားတစ်ခုပါဒီနေ့ခေတ်မှာလည်းရာသီဥတုပြောင်းလဲမှုနဲ့ကဘာကြီးပူလာနေတဲ့အချိန်မှာလွန်ခဲ့တဲ့နှစ်တန်းပေါင်း150ကျော်ကဒီသင်ခန်းစာဟာလူသားတွေအတွက်သတိပေးကောင်းလမ်းတစ်ခုလည်းဖြစ်လို့နေပါတယ်